မိတ်ဆွေဟာမျက်နှာမှာအစီပြန်တာများတယ်မိတ်ကပ်အမြဲလိမ့်ရတယ်အပြင်ကိုထွက်ရတယ်ဒီဆိုင်ကယ်တွေစီးရတယ်ဖုန်နေကြီးတွေမျက်နှာကိုကတ်တယ်ဝက်ချန်တဲ့စီဘူးတွေခဏခဏထွက်တယ်ဆိုလို့ရှိရင်မိတ်ဆွေမဖြစ်မနေလောက်ရမယ့်အချက်တစ်ချက်ရှိပါတယ် Dr. Nay Wellness Clinic ဒါကဘာလဲဆိုတော့ညနေခင်းပိုင်းမှာကျွန်တော်တို့ double cleansing လုပ်ဖို့ပါဘာလို့ double cleansing လုပ်ခိုင်းတာလဲဆိုတော့ဒီလို double cleansing လုပ်ခြင်းအပြင်မျက်နှာပေါ်မှာရှိတဲ့ကျွန်တော်တို့ဒီဆဲတွေဖုံတွေအညစ်အကြေးတွေတနေ့တာမျက်နှာပေါ်မှာထွက်လာတဲ့အစီဘိုတွေမိတ်ကပ်တွေကိုကျွန်တော်တို့ဖယ်ရှားပြပြီးတော့မျက်နှာပေါ်မှာရှိတဲ့ချွေးပေါက်တွေအစီပေါက်တွေပိတ်တာအနေကာဝယ်ပေးနိုင်မှာဖြစ်ပါတယ်အဲ့တော့ double cleansing ဆိုတာဘာလဲပေါ့ double cleansing ဆိုတာကျွန်တော်တို့ကမျက်နှာကိုတစ်ခါ2ကြိမ်တန့်စင်ခြင်းပဲဖြစ်ပါတယ်နံပါတ်1ကတော့ကျွန်တော်တို့ဒီမိတ်ကပ်ဖြည့်ဆည်းလို့လည်းခေါ်ကြတယ် micellar water ပေါ့နော်သို့မဟုတ်ဒီ cleansing wine လို့ခေါ်တဲ့ skin care ပစ္စည်းတွေနဲ့ကျွန်တော်တို့အရင်ဆုံးမျက်နှာတန့်ရှင်းလုပ်ပေးရပါတယ်ဘာလို့လဲဆိုတော့တနေ့တာမျက်နှာမှာကတ်လာတဲ့အညစ်အကြေးတွေကိုသူကတန့်ရှင်းအောင်လုပ်ပေးမှာပဲဖြစ်တယ်နောက်ဒုတိယအဆင့်ကတော့ cleansing water ပေါ့နော်မျက်နှာသစ်စေးပေါ့မျက်နှာသစ်စေးနဲ့ထပ်ပြီးတော့တစ်ချပါမယ်ဒါမှမျက်နှာမှာရှိတဲ့အဆီတွေရောကြံနေခဲ့တဲ့ဖုံတွေရောအကုန်လုံးကတန့်စင်ပြီးတော့ကျွန်တော်အစီပေါက်ပိတ်တာကိုတက်တာစီမယ်ဒီလိုအစီပေါက်ပိတ်တာကိုတက်တာစီမှာပဲဝက်ချန်တွေထပ်ခါတာကပြန်မထွက်မယ်ဒီမျက်နှာမှာရှိတဲ့ဆဲတွေဖုံတွေညစ်ကြေးတွေကိုတန့်စင်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေကကျွန်တော်ခုပြောပြပေးတဲ့အချက်တွေရှိနေကြတယ်ဆိုလို့ရှိရင် double cleansing ကိုတော့မလုပ်ဖို့မမေ့ပါနဲ့နော်ဒါမှမိတ်ဆွေရဲ့မျက်နှာဝက်ချန်ကင်းစင်ပြီးတော့ကောင်းမွန်တဲ့အသားရည်တွေကိုပိုင်ဆိုင်နေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြောပြပေးတဲ့အကြောင်းအရာမိတ်ဆွေတွေအကျိုးရှိရဆိုလို့ရှိရင်ကိုမမှာတစုံတရာရေးပေးခဲ့ပါအောင်ဒီ skin care နဲ့ပတ်သက်ပြီးတော့ဆွေးနွေးလိုတာရှိရဆိုလို့ရှိရင်ကိုမမှာရေးပေးခဲ့ပါနောက်ထပ်ကျမရဲ့ဗီဒီယိုတွေသိချင်တယ်ဆိုရင်တော့ဒီ account လေးကို follow လုပ်ထားဖို့လည်းမေ့ပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ပါမယ်